ဒုတိယပိုင်းမှာနီးဗျူဟာပြောင်းလဲတွေနဲ့ဘေဘာအိုကိုအနိုင်ယူခဲ့တဲ့အာဆင်နယ်အင်္ဂါနီးညာချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့အက်တလက်တစ်ဘီလ်ဘာအိုနဲ့အာဆင်နယ်တို့ရဲ့ပွဲမှာဂန္နာတွေကဒုတိယပိုင်းမှာတွင်းယူခဲ့တဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။အက်တလက်တစ်ဘီလ်ဘာအိုဟာဒီနေ့ပွဲမှာအာဆင်နယ်ရဲ့တိုက်စစ်ကိုရင်ဆိုင်နိုင်ဖို့ခံစစ်ကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပြီးထိရောက်တဲ့ချင်းချောင်းမှုတွေမပြုလုပ်နိုင်အောင်ကာကွယ်နိုင်ခဲ့ပါတယ်။အာဆင်နယ်တင်ကပထမပိုင်းမှာအပိုင်ခွင့်ရေးတွေဖန်တီးနိုင်ဖို့ရုန်းကန်ခဲ့ရပြီးဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပေမဲ့လည်းဂိုးပေါက်ရှာမတွေ့ခဲ့ရဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့အာဆင်နယ်ကဂိုးရရှိနိုင်တဲ့အခွင့်အရေးတွေပုံမဖန်တီးနိုင်ခဲ့ပြီးယော့ဂရက်စစ်အပိုင်ကောင်းတိုက်ချက်နဲ့ကန်သွင်းမှုကဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့လို့နစ်နာခဲ့ရပါတယ်။အာဒီတာက65မိနစ်အရောက်မှာယော့ဂရက်စ်နေရာမှာထရော့ဆက်ကိုထည့်သွင်းခဲ့ပြီး87မိနစ်မှာတော့မာတီနန်လီကိုအီဇီနေရာမှာဝင်ကစားစေခဲ့ပါတယ်။အာဒီတာရဲ့နီးဗျူဟာပြောင်းလဲကအလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီးမာတီနန်လီကလူစားဝင်လာပြီး10မိနစ်မပြည့်ခင်မှာပဲထရော့ဆက်ရဲ့ပေးပို့မှုကနေဥဆောင်ကိုသွင်းယူသွားခဲ့ပါတယ်။ဂိုဘီလက်ရဲ့နောက်ဘီလ်ဘာဟိုခန်စစ်ကအမားပိုများလာခဲ့ပြီး88မိနစ်အရောက်မှာမာတီနန်လီနဲ့အပေးယူလို့ပြီးထရော့ဆက်ကနောက်ထပ်ဥဆောင်ကိုသွင်းယူသွားခဲ့ပါတယ်။ဒီကိုမှာမာတီနယ်လီရဲ့စွမ်းဆောင်ရည်ကအန်တော်မိုင်းကောင်းမွန်ခဲ့ပြီးဂိုရိုဆာဘယ်နဲ့ဂျာရီဂီဇာတို့ဖီအားပေးနေတဲ့ကြားကရုံးထွက်ပြီးထရော့ဆက်စီချိုးပင်းနိုင်ခဲ့တာဖြစ်ပါတယ်။မီခေယာဒီတာကလူစားဝင်ကစားသမားတွေကအနည်းဆုံးတော့ပွဲထွက်ကစားသမားတွေနဲ့တူညီတဲ့အရေးပါမှုဒါမှမဟုတ်ပုံမတော့အရေးပါမှုရှိပါတယ်။ကျွန်တော်တို့ဒီဟာဒီမှာအဆုံးသတ်ကစားရတဲ့သူတွေကအစတင်ခဲ့တဲ့သူတွေထက်တောင်တခါတလေမှပုံမပြီးတော့အရေးပါလိမ့်မယ်လို့ဆွေးနွေးခဲ့ပါတယ်။ကျွန်တော်တို့ပွဲကိုလူစားဝင်ပြီးတော့ပြောင်းလဲနိုင်ပါတယ်။အထူးသဖြင့်ကျွန်တော်တို့ကစားနေတဲ့အရှိရင်တုံးလက်အထူးသဖြင့်အသင်းကစပြီးကျဆင်းလာတဲ့အခါမှာပေါ့နော်။အဲ့ဒါကိုမြင်တွေ့ရလို့အရင်စိတ်ကျေနပ်မိပါတယ်။ပီယေရိုဟင်ကာပီကဝင်လာပြီး6မိနစ်ကစားပေးခဲ့ပြီးနှုံကွဲနဲ့အထူးတူပါတယ်။ဒါကအောက်လုံးစီကနေကျွန်တော်လိုချင်တဲ့ခံယူချက်ပဲ။